အားလုံးပဲမင်္ဂလာပါဒီမလေးရှားမှာလာရတဲ့အကြောင်းအရင်းကိုတီးဖို့လိုတယ်ဒါပေမဲ့ကိုယ်နိုင်ငံမကောင်းလို့မလေးရှားမှာရောက်လာတယ်မလေးရှားမှာရောက်လာတဲ့အခါမှာတို့ရဲ့အကျင့်တွေကမလေးရောက်မှမြန်မာပြည်ကအကျင့်နဲ့လေတူနေသေးတယ်ဆိုရင်အဲ့ဒါမဖြစ်သေးဘူးဖြစ်တယ်အမောတွေလိုက်ပေးနေတဲ့အပါဘူးကြီးပေါ့နော်သူပြောတဲ့ဒီဗီဒီယိုကိုတေချာနာထောင်စေချင်တယ်ပညာပေးတဲ့စကားလုံးတွေအများကြီးပါတယ်တီထိုက်တယ်လို့ကျွန်တော်တို့မြင်နေပေါ့နော်ဒီဗီဒီယိုကိုစပြီးမှကျွန်တော်တို့ကြည့်ကြည့်အောင်နော်အားလုံးပဲမင်္ဂလာပါခင်ဗျနော်ကျွန်တော်ကတော့ဘာဘူးကြီးပါကျွန်တော်ပြီးခဲ့တဲ့အပတ်ကလေးကပေါ့နော်ဒီဗီဒီယိုလေးလုပ်ဖို့ကျွန်တော်ရည်ရွယ်ခဲ့တာကျွန်တော်လည်းမအားရတဲ့ကြောင်းလုပ်ပြီးရှုပ်နေတာ ਨੇ အခုမှခဏလေးအချိန်ယူပြီးကျွန်တော်နည်းနည်းကိုမြန်မာမလေးရှားရောက်နေတဲ့မြန်မာနိုင်ငံသားတွေသိဖို့အတွက်ကျွန်တော် sharing လုပ်ပေးတာပေါ့နော်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပေါ့နော်ပြီးခဲ့တဲ့နှစ်ပတ်လောက်ကကျွန်တော်ကိုညဘက်ကြီးပြ17နာရီတိုးလောက်ကြီးဒီကလန်ရက်စခန်းနေကျွန်တော်ဆက်သွယ်လာတယ်ကျွန်တော်ဆက်သွယ်လာကျွန်တော်မေးတယ်ပဲမှာလဲဆိုတော့ကျွန်တော်ပြောတော့ကျွန်တော်အိမ်မှာပေါ့ကျွန်တော် KL မှာပေါ့အဲ့ဒါနဲ့သူတို့ကပြောတယ်မင်းအားရင်ခဏလာပေးပါရက်စခန်းကိုဆိုတော့ကျွန်တော်ဆင်းသွားတယ်ကျွန်တော်ကလောင်းသွားတယ်ဟိုရောက်တော့ဘာမှုလဲဆိုတော့မြန်မာကားသမားတွေကိုကားငားမယ်ဆိုပြီးတော့ဓမြတိုက်တဲ့အမှုပေါ့နော်အဲ့နဲ့သူတို့ပြောပြတော့ကျွန်တော်လည်းသွားတတိရတယ်လွန်ခဲ့တဲ့တစ်လကျော်2လလောက်ကပေါ့နော်ကျွန်တော်စီကိုတိုင်လာတဲ့အမှုလေးတစ်ခုရှိခဲ့တယ်အတူတူပဲမြန်မာနိုင်ငံသားတွေကိုမြန်မာနိုင်ငံသားကားသမားတစ်ယောက်ကိုကားငားမယ်ဆိုပြီးတော့ကားခေါ်ပြီးတော့တောထဲခေါ်သွားပြီးတော့ဓမြတိုက်တဲ့အဖွဲရှိခဲ့အဲ့ဒီအတိုင်ကျရှိခဲ့ဘူးတယ်ပေါ့နော်သို့ပေမဲ့လည်းအဲ့ဒီကားသမားမှာသူ့မှာအထောက်အထားအပြည့်စုံမရှိတော့သူအမှုမဖွင့်ခဲ့ဘူးအဲ့တော့အမှုမဖွင့်တဲ့အနေထားမျိုးမှာကျွန်တော်လည်းဒီတရားဥပဒေရဘာမှလုပ်ပေးလို့မရဘူးဗျအဲ့နဲ့ကျွန်တော်လည်း yes ခန်းလည်းရောက်သွားပေါ့ဒီကိစ္စတွေဒီပြောတာပေါ့နော်သူတို့ဒီလိုပဲတရားဒီဓမြတိုက်ခါတဲ့ကိစ္စတွေပြောတော့ငါစီလည်းဒီအမှုရောက်ဘူးတယ်ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီဓမြတိုက်ခါတဲ့ကားသမားလေးကလည်း yes ခန်းမှာရှိနေတော့သူကမူကင်းဖြစ်ပွားတဲ့နေရာတွေကိုတဆင့်ချင်းလိုက်ပြတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီမတိုင်ခင်ကကျွန်တော်ဒီတိုင်ကျရောက်ထားတဲ့ဒီ location ကိုကျွန်တော်ပြန်ဖွင့်လိုက်တယ်ပြန်ဖွင့်လိုက်တော့နေရာကကွက်တိသွားတူနေတယ်ဆိုတဲ့အခါကျတော့ဒီအမှုကိုလုပ်နေတဲ့ဒီရာဇဝတ်ကောင်တွေကအတူတူပဲဆိုတာကိုကျွန်တော်သွားရိပ်မိတယ်ပေါ့နော်ရဲတွေကလည်းရိပ်မိတာပေါ့ကျွန်တော်လည်းပြလိုက်တာဟုတ်အဲ့နဲ့အဲ့ဒီညကကျွန်တော်မူကင်းဖြစ်ပွားတဲ့နေရာကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်ဓာတ်ပုံတွေပါရိုက်ပြီးတော့မူကင်းဖြစ်ပွားတဲ့နေရာတွေစရဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်တို့ပြန်လာလိုက်တယ်ပေါ့နော်ကျွန်တော်အိမ်ပြန်ရောက်တာတော့မှမနေ့3နာရီတိုးလောက်ရှိပါပြီအဲ့နဲ့ကျွန်တော်လည်းသူတို့ခေါ်တဲ့အတိုင်းကျွန်တော်သွားပြီးတော့လုတ်ပေးနိုင်တာတွေလုတ်ပေးကူညီပေးနိုင်တာတွေကူညီပေးပြီးတော့ကျွန်တော်ပြန်လာလိုက်တာပေါ့နောက်ပိုင်းကျွန်တော်အလုပ်လည်းရှိတာနဲ့ကျွန်တော်နေဆက်ဆင်းသွားတယ်ဗျကျွန်တော်နေဆက်မှာဒီမြန်မာနိုင်ငံသားတွေဖန်ခံတဲ့ကိစ္စနဲ့ကျွန်တော်ဆင်းသွားတော့ကျွန်တော်လမ်းမှာသွားနေတုန်းပဲရဲတွေကကျွန်တော်ဆက်သွယ်လာတယ်အဲ့ဒီဓမြတိုက်တဲ့အထက်မှာပေါ့နော်ပါဝင်တဲ့2ယောက်ကိုဖမ်းမိပြီတဲ့ဆိုတော့ကျွန်တော်လည်းကောင်းတာပေါ့ကျွန်တော်လောလောဆယ်တော့ yes ခန်းကိုမလာပေးနိုင်ဘူးကျွန်တော်နေဆက်ရောက်နေတယ်ကျွန်တော်ပြန်ပြောတာပေါ့နော်အဲ့နဲ့အတူတူပြောရမယ်ဆိုတော့ကျွန်တော် KL ပြန်ရောက်တော့ကျွန်တော်ခေါ်တယ် yes ခန်းလာပေးပါအမှုစစ်ဖို့အတွက်ဆိုတော့ကျွန်တော်ဟိုရောက်သွားတော့အဖမ်းခံတဲ့ကလေး2ယောက်ကိုကျွန်တော်တွေ့ပါတယ်တွေ့ပြီးတော့စကားပြောတော့သူတို့အမှုကတမှုတည်းမဟုတ်ဘူးဗျ4-5မှုလောက်ရှိတယ်ဟိုရောက်တော့ကျွန်တော်စိတ်တင်အမှုကန်ရဲက1ယောက်တည်းထွင်ခဲ့တာ2ယောက်ဖြစ်နေတယ်ဘာလို့လဲဆိုတော့တိုင်ထားတဲ့အမှုကတမှုကဓမြတိုက်တဲ့အမှုတမှုကဓမြတိုက်ပြီးတော့ဓားနဲ့ပါထိုးတဲ့အမှုပေါ့နော်2မှုဖြစ်နေတယ်အားနဲ့သူတို့အမှုစစ်တော့ကျွန်တော်လည်း
ဟိုစားပေါ့နော်စကပြန်လုတ်ပေးနေကျွန်တော်တိလိုက်ရတာပေါ့နော်ဒီဓမြတိုက်တဲ့ကလေး2ယောက်ကတယောက်ကဆိုရင်မလေးရှားရောက်တာ2လပဲရှိသေးတယ်ဗျသူလာတာလေဟိုမလေးငွေ96လား9600လား9800လားနော်ဟိုမြန်မာငွေနဲ့ဆို96သိန်းလား98သိန်းလားမသိသူပေးရတယ်ဗျသူရောက်တာမှဟို2လပဲရှိသေးတယ်နောက်တစ်ယောက်ကတော့2နှစ်လောက်ရှိပြီပြောတယ်နော်ဒါပေမဲ့အဲ့ဒီနောက်တစ်ယောက်ကတော့သူဒီရာဇဝမှုကျူးလွန်ထားတာ4ခါလား5ခါလားမသိဘူးရှိပြီးသွားပြီဒီ2လပဲရောက်တဲ့ကလေးကတော့သူပြောတာကတော့ဟိုဘယ်လိုပြောမလဲတခါပဲလိုက်သေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သိရသလောက်ကတော့ဒီဓာတ်ထိုးတဲ့အထဲမှာသူလည်းပါတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာလေအခုလက်ရှိကျွန်တော်ဒီအများအားဒီစကားကိုလည်းကျွန်တော်ပြောခဲ့ပါတယ်ကိုမြန်မာလူမျိုးတွေကိုဒုက္ခပေးနေတာကိုမြန်မာလူမျိုးတွေပါပဲနော်ဟိုမင်းတို့ဟာမင်းတို့ပွဲစားလို့ဘာလို့ကားပဲမောင်းလူအလုရှာပေးတာမင်းတို့ကိစ္စငါကိစ္စလည်းမဟုတ်ဘူးအခုပြောချင်တာကဒီမလေးရှားမှာတမအာဇီဝနဲ့ရှာစားလို့ရတဲ့အလုပ်တွေအများကြီးရှိပါတယ်နော်အခုလက်ရှိအချိန်မှာမလေးရှားမှာမြန်မာနိုင်ငံသားတွေရဲ့မကောင်းတဲ့အကြောင်းတွေကတောက်လျှောက်ကိုဖြစ်နေတယ်ကျွန်တော်ပြောခဲ့ဘူးတယ်ခင်ဗျားတို့မမိလားမမိလားမသိဘူးလာဝကအရာရှိကိုယ်တိုင်ကဘလောက်အထိပြောလဲဆိုတာမြန်မာလူမျိုးတွေကမလေးရှားနိုင်ငံမှာ unwanted နော်မလိုအပ်တော့တဲ့လူမျိုးစုတစုတောင်ဖြစ်နေပြီတိလားနောက်ပိုင်းကြတော့ရှင်ဒီ calling တို့ဒီ permit တို့ဖွင့်ခိုင်းတော့မှမြန်မာတွေကိုပထားပြီးတော့တခြားနိုင်ငံသားတွေကိုပဲပေးမှတော့စိုးရင်ရတယ်နော်အခုကျွန်တော်အခုဂျိုကိုရောက်နေတယ်ဒါကြောင့်မှလည်းပြောတာပြီးခဲ့တဲ့တလောလူသားမှုကအဓိကတရားခေါင်လဲအခုတည်းဒီမမိသေးပါဘူးအခုကျွန်တော်ဂျိုကိုရောက်နေပါတယ်ကျွန်တော်အခုလမ်းမှာလာနေတော့မှပဲကျွန်တော်စီဝင်ဖြစ်ရင်းနဲ့ကျွန်တော်ဆက်သွယ်လာတယ်မနေ့ရလားတနေ့ရလားမနေ့ကနဲ့တူပါတယ်ဒီ black ကောင်းမှာမြန်မာချင်းလူသားမှုတမှုထပ်ဖြစ်တယ်အဲ့တော့ကျွန်တော်အခုဒီဂျိုဟွာပြန်ဆင်းတယ်အဲ့ဒီလူသားမှုတွေကျွန်တော်သွားမယ်အဲ့တော့ကောင်းသေးရလားခင်ဗျားတို့ဝေဖန်သုံးသပ်ကြပါတော့ဒီလက်ရှိမလေးရှားမှာဖြစ်နေတဲ့မြန်မာနိုင်ငံသားရဲ့အမှုတွေနော်အင်မတန်ဆိုးတယ်ပဲဟိုနာမည်ကောင်းတစ်ခုမှမရှိဘူးကျွန်တော်ပြောချင်တာတစ်ခုကလေကိုယ်နိုင်ငံရဲ့ကိုဂုံမဖော်နိုင်ခဲ့ရင်တော့မှကိုယ်နိုင်ငံရဲ့ဂုံတိတ်ခါချဆင်းစေမဲ့လို့တော့မလုပ်ကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်နော်ဟိုသူများနိုင်ငံမှာကိုတိကြပါလိမ်မာကြပါနော်ဟိုနာမည်ပြက်ဒီလူဆိုးလူသွမ်းအဲ့လိုမျိုးမဖြစ်အောင်ထိမ့်သိမ်းကြပါလို့ကျွန်တော်မှာကြားချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ် ဘောနော်အားလုံးကျေးဇူးတင်